တာလီစောပါဒီကနေ့အော်တိုဘာလ22ရက်နေ့နရင်စီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကထန်းချောက်ခံအပါအဝင်လူအခွင့်အရေးရှိုးဖောက်မှုဆွဆွေးချက်တွေကိုစုံစမ်းစစ်ဆေးဖို့အတွက်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုဖိတ်ခေါ်ရဲဆိုတဲ့သတင်းမောင်တော်မြို့နယ်မြောက်ပိုင်းမှာအာဆာရဲ့တိုက်ခိုက်မှုကြောင့်လူတဦးသေဆုံးပြီးတဦးဒဏ်ရာရရှိသွားတဲ့ဆိုတဲ့သတင်းအေးသိမ့်ပိုက်ထားတဲ့63လုံး point ကုန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်ဘူးသီးတောင်မြို့နယ်ထန်းချောက်ခန့်ကျေးရွာမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတယ်လို့ဆွဆွေးချက်တွေအပေါ်မှာညှင်းဆိုလိုက်ပြီးတော့အဲ့ဒီဆွဆွေးမှုတွေနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းကလူအခွင့်အရေးရှိုးဖောက်မှုဆွဆွေးချက်တွေကိုစုံစမ်းစစ်ဆေးဖို့အတွက်ကုလအထူးကိုယ်စားလှယ်ကိုဖိတ်ခေါ်ထားတယ်လို့မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ် Thomas ကသူ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။2025ခုနှစ်အောက်တိုဘာလ20ရက်နေ့လူအခွင့်အရေးကောင်စီကိုတင်သွင်းခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews ရဲ့အစီရင်ခံစာအပိုဒ်80မှာအခုလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်။ထန်းချောက်ခံကြေးရွာမှာလူအခွင့်အရေးအဖွဲ့တွေကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေရှိခဲ့တဲ့ဆိုတဲ့ဆွဆွေးချက်တွေအပေါ်မှာအေးစစ်ဦးစီးချုပ်ကပြင်းပြထန်ထန်ညှင်းဆိုထားပြီးတော့အတိမပြုနိုင်တဲ့လောက်ကျန်ဖန်တီးထားတဲ့သတင်းအချက်အလက်တွေကိုအသုံးပြုကအေးကိုအပုတ်ချနေခြင်းအပေါ်မှာအထူးစိုးရိမ်မိနေလို့လည်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ထန်းချောက်ကန်ကြေးရွာကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတယ်လို့ဆွဆွေးထားတဲ့နေရာတွေအပါအဝင်တခြားလူအခွင့်အရေးရှိုးဖောက်မှုတွေပြုလုပ်ထားတယ်လို့ဆွဆွေးခံထားရတဲ့နေရာတွေကိုလာရောက်လေးလာစုံစမ်းစစ်ဆေးဖို့အတွက်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖိတ်ခေါ်ထားတယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါအပြင်အေးကိုကုလသမဂ္ဂကလည်းအချက်6ချက်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချက်တွေအထက်မှာတော့မွတ်စလင်အတိုင်းအဝိုင်းအပါအဝင်ရခိုင်ပြည်ကအားလုံးရဲ့အခြေခံလူအခွင့်အရေးတွေကိုလူသိရှင်ကြားအတည်ပြုဖို့အာရခတပ်တော်ကစစ်သားတွေကိုမွတ်စလင်အရက်သားတွေအပေါ်မှာလူအခွင့်အရေးရှိုးဖောက်မှုတွေကိုရှောင်ကြဉ်ဖို့အတွက်ရှင်းလင်းပြတ်သားစွာအမိပေးဖို့တွာလာမှုနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာကန့်သက်ချက်တွေကိုလည်းရုပ်သိမ်းပေးဖို့ယုံကြည်စိတ်ချရတဲ့လူအခွင့်အရေးရှိုးဖောက်မှုအစီရင်ခံစာတွေကိုစုံစမ်းစစ်ဆေးဖို့နဲ့ကျူးလွန်သူအာရခတပ်တော်စစ်သားတွေကိုတာဝန်ယူမှုရှိစေဖို့ရခိုင်ပြည်နယ်အတွင်းလူအခွင့်အရေးရှိုးဖောက်မှုတွေအပေါ်မှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာထောက်ခံအားပေးပူးပေါင်းဆောင်ရွက်ပေးဖို့နောက်ထပ်တစ်ချက်အနေနဲ့ကတော့ရခိုင်နဲ့နိုင်ငံခြားကိုရောက်နေကြတဲ့မွတ်စလင်အတိုင်းအဝိုင်းခေါင်းဆောင်တွေအပါအဝင်နဲ့တွဲဆုံဆွေးနွေးမှုတွေစတင်ဖို့စတဲ့အချက်တွေပါဝင်ပါတယ်ရခိုင်ပြည်မောင်တော်မြို့နယ်မြောက်ပိုင်းနန်းသာတောင်တာယာကုန်းကျေးရွာကားလမ်းမှာအာဆာဂျပတ်အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အရက်သားတဦးသေဆုံးပြီးတော့နောက်ထပ်တဦးဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။သေဆုံးသူဟာကြီးကန်းပြည်အနီးအောင်တာယာကျေးရွာကဆိုင်ကယ်ကယ်ရီသမားကိုကျော်စိုးဝင်းဖြစ်ပါတယ်။သူဟာအော်တိုဘာလ21ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာကျိန်ချောင်းရွာကိုသွားစဉ်တာယာကုန်းလမ်းပေါ်မှာအာဆာအဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။သူနဲ့အတူလိုက်ပါလာသူမှလည်းဒဏ်ရာတွေရရှိသွားတယ်လို့နန္ဒတောင်ကျေးရွာသားတယောက်ကပြောပါတယ်။မောင်တော်မြို့နယ်လေရခွဆုံနဲ့တာယာကုန်းကျေးရွာအကြားဆိုင်ကယ်ကယ်ရီသမားပြည်သူ3ဦးကိုလည်းအာဆာအဖွဲ့ကမိုင်းခွဲတိုက်ခိုက်လို့တဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါတယ်။အော်တိုဘာလ17ရက်နေ့ကလည်းလေရမွတ်စလင်ကျေးရွာလမ်းခွဆုံမှာခရီးသွားဒေသခံဆိုင်ကယ်ကယ်ရီသမား3ဦးကိုအာဆာ RSO အဖွဲ့တွေကရှောင်းမြောင်းပစ်ခတ်လို့တဦးပွေးရှင်းပြီးသေဆုံးခဲ့ပြီးတော့ကျန်တဲ့2ဦးဟာလည်းအပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်ရှင်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့အာရခတပ်တော်အေးသိမ့်ပိုက်ထားတဲ့ပဲခူးတိုင်းပတောင်မြို့နယ်ပကံကွေးကြီးရွာအနာက63လုံး point ကုန်းကိုအော်တိုဘာလ20ရက်နေ့ကစတင်ကစစ်ကော်မရှင်ကပြန်လည်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့63လုံး point ကုန်းကိုအော်တိုဘာလ14ရက်နေ့မှာအာရခတပ်တော်ကအပိသက်သိမ်းပိုက်ခဲ့ပါတယ်။ပကံကွေးကျွော်တောင်ဘက်6ကီလိုမီတာအကွာအဝေးမှာတည်ရှိတဲ့63လုံး point ကုန်းစခန်းဟာကပ္ပစ16အတွက်အရေးပါတဲ့ကာကင်းစခန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကပ္ပစ16ရဲ့လုံခြုံရေးစိုးရိမ်စရာဖြစ်လာတာကြောင့်အဲ့ဒီစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့စီးရေးလေလာသုံးသပ်သူတွေကပြောဆိုကြပါတယ်။လက်ရှိမှာစစ်တပ်ရဲ့63လုံး point ကုန်းကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတစ်ခုပဲလှုပ်ရှားမှုရှိနေပြီးတော့ညောင်ကျိုးကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းစင်လန်စခန်းကစစ်ကြောင်းတို့ရဲ့လှုပ်ရှားမှုတွေကတော့အခုရက်ပိုင်းအတွင်းမှာညှိသက်နေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။
ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စာသင်ကျောင်းတွေနဲ့ကျောင်းသားတွေကိုပုံကျဲသက်ဖြတ်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးအောင်အတွက်ဆောင်ရွက်နေတယ်လို့ပြောကြားလိုက်ပါတယ်။အောက်တိုဘာလ22ရက်နေ့မနက်ကနေပြည်တော်ကမြန်မာအပြည်ပြည်ဆိုင်ရာကော်မရှင်ဗဟိုဌာန1 MICC1 မှာကျင်းပတဲ့ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့9နှစ်သင်တန်းအမှတ်စဉ်ခွန်ကကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံပွဲမှာအမှာစကားပြောကြားစဉ်ထွေသွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာမြန်မာပြည်အတွင်းရခိုင်အပါအဝင်တော်လှန်ရေးနေမြေတွေကစစ်ဖက်နဲ့မသက်ဆိုင်တဲ့စာသင်ကျောင်းတွေနဲ့ကျောင်းသားကျောင်းသူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။အောက်တိုဘာလအတွင်းစစ်တပ်ကလေကြောင်းပုံကျဲလို့ရှင်းပြည်နယ်ဟာခါမြို့နယ်မှာကျောင်းသား2ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်နယ်ပြည်လင်းမြို့နယ်မှာလည်းကျောင်းသား9ယောက်သေဆုံးပြီးတော့9ယောက်ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ကရှင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်းကျောင်းသား3ယောက်နဲ့မတန်ဆွမ်းအမျိုးသမီး1ယောက်သေဆုံးပြီးအရက်သား10ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကလည်းရခိုင်ပြည်ကြောက်တော်မြို့နယ်ကကိုပိုင်းဘော်တာကျောင်းဆောင်2ခုကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူအယောက်20သေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။စကိုင်းတိုင်းဒီပေရင်မြို့နယ်မှာလည်းမေလ12ရက်နေ့ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆရာမ2ယောက်အပါအဝင်ကျောင်းသားကျောင်းသူ24ယောက်ထပ်မံသေဆုံးပြီးဒဏ်ရာရရှိသူ105ယောက်အထိရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့အထိနှစ်နှစ်ကျော်အတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာသင်ကျောင်း240ကျော်အထိပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ဆာနာအီတာကန်ရှီကိုပါလီမန်ကက်ဘိနက်ဝန်ကြီးအဖွဲ့ကရွေးကောက်တင်မြှောက်လိုက်တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။အသက်64နှစ်အရွယ်ဆာနာအီတာကန်ရှီဟာမနေ့ကအင်္ဂါနေ့မှာမဲအပြတ်အသတ်နဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ဒီမိုကရက်တစ်အစိုးရ LDP ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအချိန်အဝါကြီးမားတဲ့အောက်လွှတ်တော်မှာထောက်ခံမဲ238မဲအထက်လွှတ်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲရရှိခဲ့တာဖြစ်ပါတယ်။ဒီမိုကရက်တစ်အစိုးရပါတီ LDP ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအချိန်အဝါကြီးမားတဲ့ Liberal အောက်လွှတ်တော်မှာထောက်ခံမဲ238မဲအထက်လွှတ်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲနဲ့အပြတ်အသတ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။နေထိုင်မှုစရိတ်တွေမြင့်တက်လာနေမှုတွေပြည်သူလူထုအကြားစိတ်ရှုပ်ထွေးမှုတွေရှိလာနေတဲ့ဂျပန်နိုင်ငံမှာစီးပွားရေးအရာစိန်ခေါ်မှုတွေကြုံတွေ့နေရတဲ့အချိန်မှာပဲပြင်းထန်တဲ့ရှေးရိုးဆွေးဝါဒီတဦးဖြစ်တဲ့ဆာနာအီတာကန်ရှီကဝန်ကြီးချုပ်ရာထူးကိုလွှဲပြောင်းရယူခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာစီးပွားရေးစတုတ္ထအကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ဂျပန်နိုင်ငံဟာမရေရာမသေးချာမုန်းတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။လူထုထောက်ခံမှုလျော့နည်းလာမှုနဲ့အရှုပ်တော်ပုံတွေကြောင့်သူ့အရင်ဝန်ကြီးချုပ်တွေရာထူးသက်တမ်းကြာမခံဘဲနဲ့ဆာနာအီတာကန်ရှီဟာအခုပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာတင်စတုတ္ထမြောက်တင်မြောက်ခန့်အပ်ခံခဲ့ရတဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။နော်ရီဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နော်ရီဇီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.norizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နော်ရီဇီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။